ခင်ဗျားတို့ Honor ဆိုတဲ့ brand ကိုသတိထားမိကြလား Honor ဆိုတာ Xiaomi တို့ Redmi တို့လိုမျိုး bright to performance ဖြစ်တဲ့ဖုန်းတွေကိုထုတ်တယ်ဒါပေမဲ့ Honor ကအဲ့ဒီလောက်တိတော့ရိုးရှင်းတဲ့ brand တစ်ခုဟုတ်မနေဘူးဒီနေ့မှာတော့ကျွန်တော်က Honor အကြောင်းကိုအပိုင်း၅ပိုင်းခွဲပြီးတော့ပြောပြသွားမယ်နံပါတ်1အစာပြိုးခြင်းနဲ့ Huawei ရဲ့လက်အောက်ခံဘဝ Honor ကို2013ခုနှစ်မှာ Huawei ရဲ့လက်အောက်ခံ sub brand တစ်ခုအနေနဲ့စတင်ပြီးတော့တည်ထောင်ခဲ့ရည်ရွယ်ချက်ကတော့လူငယ်တွေစီကို online ကနေတဆင့်ဈေးသက်သာပြီးတော့ quality ရှိတဲ့ဖုန်းတွေကိုရောင်းချခြင်းလို့Xiaomi လိုမျိုး brand တွေကိုရှင်ပြိုင်ဖို့အတွက်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့အချိန်တိုအတွင်းမှာပြည်တွင်းဈေးကွက်ကောနိုင်ငံတကာဈေးကွက်မှာပါအောင်မြင်မှုတွေရရှိလာခဲ့တယ်။နံပါတ်2အလှည့်အပြောင်းနဲ့လွတ်လပ်သောကုမ္ပဏီဖြစ်လာခြင်း Honor ရဲ့တမိုင်းတစ်လျှောက်အကြီးမားဆုံးအလှည့်အပြောင်းလို့ပြောရမှာတော့2020ခုနှစ်နိုဝင်ဘာလမှာစတင်ခဲ့အကြောင်းရင်းကတော့အမေရိကန်ရဲ့ပိတ်ဆို့မှု US sanction ကြောင့် Huawei ကနေပြီးတော့ Google ရဲ့ဝန်ဆောင်မှုတွေကိုသုံးစွဲလို့မရတော့သလိုချစ်ဆိုင်ဝယ်ယူဖို့အတွက်လည်းခက်ခဲလာခဲ့အဲ့လိုနဲ့ Huawei က Honor ကိုအမေရိကန်ရဲ့ပိတ်ဆို့မှုတွေကနေလွတ်မြောက်စေဖို့အတွက်အပေးတိုင်ရောင်းချဖို့ရွေးချယ်ခဲ့ပိုင်ရှင်တဲ့အနေနဲ့ကတော့အစိုးရကြောတောင်းနောက်ကံပြုစီးပွားရေးလုပ်ငန်းစုတစ်စုဖြစ်တဲ့အဲ့ဒီစီးပွားရေးလုပ်ငန်းစုတစ်စုတွေကဝယ်ယူခဲ့တာတော့မဟုတ်ဘူးအဲ့ဒီစီးပွားရေးလုပ်ငန်းစုတွေမှာပါတယ်ရှန်ကျန်း Smart City Technology Development Group ဆိုတဲ့အစုအဖွဲ့တစ်ခုကနေပြီးတော့ဝယ်ယူခဲ့တာသူတို့ကြီးပဲလားဆိုတော့လည်းမဟုတ်ဘူးHonor ကိုအရင်တုန်းကဖုန်းရောင်းပေးနေတဲ့ကိုယ်စားလှယ်လုပ်ငန်းရှင်အယောက်90ကျော်ကနေပြီးတော့စုပြီးတော့ဝယ်ခဲ့တာလက်ရှိ Honor ရဲ့ CEO လည်းဖြစ်ပြီးတော့အရင်တုန်းက Huawei လက်ထက်ကလေးက CEO ဖြစ်ခဲ့တဲ့သူကတော့ဒီလူသူကတော့အခုချိန်ကြီးလည်း CEO ဖြစ်နေတော့မယ် Honor ကိုကမ္ဘာအဆင့်မီ brand တစ်ခုအနေနဲ့တိစောက်ခဲ့တဲ့နေရာမှာသူကမျက်နှာစာလို့တော့ပြောလို့ရတယ်ပြီးတော့ One Bay လား One Pound လားသူကလက်ရှိမှာ Honor ရဲ့ chairman ဖြစ်ပြီးတော့အရင်တုန်းက Huawei မှာ Customer Business Group ရဲ့ထိပ်တန်းရာရှိတစ်ယောက်ဆိုတော့ဒီနေရာမှာ Honor ရဲ့အဖြစ်ကပဲ့ပြုတ်တယ်မထားနဲ့တွားတူတယ်။ Huawei ဆိုတဲ့အကြောင်းသားလေးနဲ့တွဲနေတဲ့ချိန်တုန်းကတော့ဘာမှမဟုတ်ခဲ့ဘူးပဲ့ပြုတ်တယ်ပဲ့ပြုတ်တယ်ပဲဒါပေမဲ့ Huawei ဆိုတဲ့အကြောင်းသားလေးနဲ့လမ်းခွဲလိုက်ပြီးတဲ့နောက်မှာ BMW မှတ်ထားဖြစ်သွားမှာပေါ့ပြောရမယ်ဆိုပဲ့ပြုတ်ရောင်းစရာမလိုတော့တဲ့မှတ်ထား Nice နံပါတ်3အနေနဲ့ကတော့အထင်ကြီးမှတ်တိုင်နေတဲ့ထူးခြားချက်တွေကိုပြောပြသွားမယ်စောစောကပြောသလိုပဲ Huawei နဲ့လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာ Honor အသိသက်သာကိုတောက်ပြောင်လာခဲ့ပထမတစ်ချက်ကတော့ Google Service တွေကိုပြန်ရလာခဲ့နောက်တစ်ခုအနေနဲ့ကတော့ partnership မှာဆိုရင်လည်း Qualcomm, Intel, Microsoft, Sony စတဲ့နည်းပညာကုမ္ပဏီအကြီးစားတွေနဲ့ပြန်ပြီးတော့လက်တွဲနိုင်ခဲ့ပြီးတော့ Honor တွေမှာမဖြစ်မနေရှိကျူးရမှာ foldable technology ပဲ Honor ရဲ့ Magic V series တွေကကမ္ဘာအပါအလွှာဆုံးခောက်ပုံးဖြစ်နေစံချိန်တင်ထားခဲ့ဘူးနောက်ပြီးတော့သူတို့ရဲ့ OS ဖြစ်တဲ့ Magic OS ဆိုရင်လည်း Android ကိုအခြေခံထားပေမဲ့ AI နည်းပညာတွေအများကြီးပါဝင်တဲ့ကိုယ်ပိုင် user interface ကိုအဆင့်မြင့်တင်နိုင်ခဲ့နံပါတ်4အနေနဲ့ကတော့လက်ရှိအခြေအနေနဲ့ဈေးကွက်ထိုးဖောက်မှု Honor က premium brand တစ်ခုဖြစ်အောင်လို့စ조사နေတဲ့ကုမ္ပဏီတစ်ခုဖြစ်နေပါလားဟိုင်းတဲ့ဈေးကွက်မှာဆိုရင် Honor ရဲ့ flagship series ဖြစ်တဲ့ Magic series ရာဆိုရင်လည်းကင်မရာပိုင်းနဲ့ display ပိုင်းမှာ Apple နဲ့ Samsung ကိုရှင်ပြိုင်နေတဲ့အထိကိုကျန်းလာတယ် AI ဘက်မှာဆိုရင်လည်း Honor ကပြည့်ကျန်မနေခဲ့ပဲနဲ့ Intent Based UI လို့ခေါ်တဲ့ AI နည်းပညာစနစ်တစ်ရပ်ကိုအားစိုက်နေပြီဖြစ်တယ်။အဲ့ဒါက user ကဘာကိုလုပ်ချင်လဲဆိုတာကိုကြိုတင်ခံမှန်းတဲ့ AI မျိုးပေါ့။ AI robot ဖုန်းကိုတော့မှပဲပညာထားသေးတယ်မြန်မာနိုင်ငံမှာဆိုရင်လည်း service center တွေရှိပြီးတော့လူကြိုက်များတဲ့ brand တွေကတခုပါပဲဒါပေမဲ့ပစ္စည်းရှာခတ်တာတို့ပြန့်ရင်ပြင်ရခတ်တာတို့စားတဲ့အချက်တွေကြောင့်မလို့အစီမပြေရတော့ဖြစ်နေတော့မယ်နံပါတ်5အနေနဲ့က Honor ရဲ့အားသာချက်တွေ Honor မှာကျွန်တော်အကြိုက်ဆုံးအားသာချက်3ခုရှိတယ်ပထမတစ်ခုကတော့ design အနေနဲ့မှာဆိုရင်ဒီကောင်ကလူငယ်ကြိုက်တဲ့အယောင်တွေနဲ့အမြဲတမ်းတက်လူလေးနဲ့ဖန်တီးနေတဲ့ကောင်နံပါတ်2အနေနဲ့ကတော့မျက်လုံးကောက်ွယ်မှု eye comfort Honor ရဲ့ display တွေကမျက်လုံးထိခိုက်မှုတတ်တာစေရဲ့ PWM တမိမ့်နည်းပညာထိပ်တန်းအဆင့်မှာရှိကျွန်တော်လိုမျိုးဖုန်းကိုအမြဲတမ်းလက်ကမချတဲ့လူတွေဆိုရင်တော့ဒီကောင်တော်တော်လေးကိုတိတာနောက်တစ်ချက်အနေနဲ့ကတော့ခိုင်ခန့်မှု Honor ဖုန်းလေးလို့ပြောလိုက်ပြီးဆိုတာနဲ့ခိုင်ခန့်မှုကတော့ပြေးစီစရာမလိုဟိုတလောကနာမည်ကြီးသွားသေးတယ်ခင်ဗျားတို့မှတ်မိသေးလားမသိ Honor H90 လေကားနဲ့တက်ကြိတ်ပြတာတို့ရေထဲကိုပစ်ချကြတာတို့ဘလူးကိုဆန်သွားတာပဲနောက်အောင်လအန်ဆန်းကြီးပါလိုက်သေးတယ်အောင်လ Honor H90 လိုချင်တယ်ဆိုတော့အဲ့ဒီ Honor X90 ဆိုရင်ခင်ဗျားကြည့်ပြတိုက်နှစ်ထပ်လောက်ကနေပြီးတော့ပစ်ချရတာတော့ဘာမှမဖြစ်ဘူးဆိုတဲ့အနေထား
ရောင်နေဘလောက်အကျန်းခံလဲဆိုတော့အနည်းချုပ်ပြောရမယ်ဆိုရင် Honda ကဒီဇိုင်းအသစ်တွေနဲ့အများတန်းတက်လွင်စမ်းသစ်နေတဲ့ brand တစ်ခုလို့ပြောရမှာပဲ Pride performance ဖြစ်တဲ့ဖုန်းတွေကိုမှလိုချင် Honda ကလည်းရွေးချယ်စရာတစ်ခုထဲမှာပါနေအောင်ပါပဲ Huawei ဆိုတဲ့အကြောင်းသားလေးနဲ့လက်မတွဲတော့တဲ့ BMW မထားရတော့သူတို့ရဲ့ဆောင်ပုတ်ဖြစ်တဲ့ Go Beyond ဆိုတဲ့ဆောင်ပုတ်တိုင်းအများတန်းတက်လွင်စမ်းသစ်နေတဲ့ brand တစ်ခုဆိုတော့ခင်ဗျာဒီဗီဒီယိုကိုကြည့်ပြီးသွားပြီဆိုရင်ခင်ဗျာလက်ထဲမှာ Xiaomi တို့ Redmi တို့လိုမျိုး Pride performance ဖြစ်တဲ့ဖုန်းတွေကိုကင်ထားတယ်ဆိုရင်ခင်ဗျာဖုန်းလဲတော့မယ်ဆိုတဲ့အခါကျရင် Honda ဆိုတဲ့ brand ကလည်းရွေးချယ်စရာတွေကတစ်ခုဆိုတာကိုသိသွားလိမ့်မယ်လို့ထင်တယ်ဆိုတော့ခင်ဗျားတို့ရောဘယ် Honda ဖုန်းတွေကိုကင်ဘူးလဲကင်ခဲ့ရတဲ့အတွေ့အကြုံရောဘယ်လိုရှိလဲဒါမှမဟုတ်လက်ရှိကင်နေရလားဘယ်လိုခံစားနေရလဲစတာတွေကိုကောင်းမှပြောသားပေးလို့ရပါတယ်ကျွန်တော်ကတော့မိုမိုပါနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုနဲ့အတူပြန်တွေ့ကြပါမယ်